အဲ့ဖန်ဖန်นี่မချမ်းတစ်ခုလောက်ပြောပြခြင်းလို့ပါဖန်ဖန်တို့တောက်လျှောက်မချမ်းတို့ကြည်နေတာနော်ကြည်နေတဲ့တစ်ချိန်လုံးမှာဂရုံးမလေအဲ့ဂရုံးမဆိုလို့ပြောမယ်နော်ဟိုဂရုံးမကိုပြောတာမနီလာဆိုဂရုံးမဒီဂရုံးမကိုပြောတာမဟုတ်ဘူးနော်ဒီဂရုံးမကိစ္စလည်းခဏရှင်းရတယ်အဓိကဘာကိုပြောချင်တာတော့ဆိုတော့မချမ်းကထိုင်နေရင်လေထိုင်နေပြီပြောတယ်ထားနေရင်လေမျက်နှာလေးဒီမဲ့ဟိုလိုကြည့်လိုက်ဒီလိုကြည့်လိုက်နဲ့တကယ်အဲ့လိုမျိုးတွေလောက်တာနော်အဲ့တော့အခုဂရုံးမဘာဖြစ်နေလဲဆိုတာမချမ်းခေါ်ပြမယ်ပြီးရင်မချမ်းကို तू ဘာဖြစ်နေလဲဆိုတော့အဖြေကိုမချမ်းရဲ့ဖန်ဖန်နေရေးပေးပါနော်ဂရုံးမဘာဖြစ်နေလဲဆိုတော့ပြမယ်ဂရုံးရေဂရုံးလောင်းဂရုံးရေဂရုံးလေးဘာမှဟိုမပြူညီမလေးဘာမှမခိုင်းဘူးဟိုဟာညီမလေးအတန်လေးတစ်ခွန်းလောက်ပဲထွက်လိုက်ရင်ဒါတိသွားပြီညီမလေးဟိုရပါတယ်ညီမလေးအတန်လေးတစ်ခွန်းလောက်ထွက်လိုက်ရင်ရတယ်ညီမလေးရပါတယ်ထွက်လိုက်ထွက်လို့မရဘူးသူ့အတန်ဘလို့ဖြစ်နေပါလဲလုတ်ပါလူစမ်းမဇော်ဝင်းထုတ်တန်ပေါင်တာတန်အဲ့တော့ဂရုံးဘာဖြစ်နေလဲဆိုတာကိုဂရုံးကဒီဂရုံးပြောရနော်ဒီဂရုံးဘာဖြစ်နေလဲဆိုတာဖန်လေးတွေမှန်ငယ်ကြပါရှိပါဦးပြော